online စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ရောင်းအားကောင်းအောင်ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်ကျွန်တော်ဒီမှာဒီဗီဒီယိုလေးမှာအချက်၃ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ digital face အနေနဲ့ပေါ့နော်client တွေကိုဒီရောင်းအားနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရမလဲstrategy ချပြီးလုပ်တဲ့အခါမှာဒီ framework လေးနဲ့တွားတယ်ပေါ့နော်အရင်ဆုံးသိတာမှာတော့ကိုက measure မလုပ်ရင် manage မလုပ်နိုင်ဘူးပေါ့နော်ဆိုလိုတာကတော့ကိုကရောင်းအားတက်ချင်တယ်ဆိုရင်အရင်ကရောင်းအားဘယ်လောက်ရခဲ့လဲဆိုကြပါစို့ကျွန်တော်တို့ကဒီမှာပထမလမှာပေါ့နော်41ယောက်ရောင်းရတယ်ဆိုကြပါစို့ပေါ့နော်ဟုတ်ပြီအဲ့41ယောက်ရောင်းရဖို့ massive ဘယ်နှဆောင်ဝင်လဲဆိုတော့399ဆောင်ဝင်တယ်အဲ့အတွက်ကျွန်တော်ကဒေါ်လာဘယ်လောက်သုံးလိုက်ရလဲဆိုတော့450ဒေါ်လာသုံးလိုက်တယ် reach ကဘယ်လောက်ရောက်လဲဆိုတော့6သိန်းကျော်ရောက်တယ်အဲ့မှာအရေးကြီးတာဒီ figure တွေပေါ့နော်ကျွန်တော်တို့ကအရင်ဆုံးနံပါတ်1မှတ်မှာ reach to message rate ပေါ့နော်ကျွန်တော်ခုနပြောတယ်ရောင်းအားတက်ချင်3ချက်လောက်ပါဆိုတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ကြော်ညာတွေမြင်ပြီးတော့ message ပို့တဲ့နှုံတက်ဖို့ပေါ့နော် reach to message rate ကောင်းအောင်လုပ်ရပါတယ်သူကတော့ရာခိုင်နှုန်းအပြင် 0.01 ကနေ1ထိရှိတတ်တယ်ပေါ့နော်ကိုကတုထက်များလေကောင်းလေပဲပေါ့နော်လူ100ကိုလူ3သိန်းမြင်ပြီးတော့ဘယ်နှစ်ယောက်ကကို message ပို့လဲပေါ့နော်အဲ့ကိန်းကနန်းတွေများလာလေကျွန်တော်ရောင်းအားကိုတက်စေမှာဖြစ်ပါတယ်ထို့အတူပဲ message အဝင်ဘယ်လောက်ဝင်လဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကreach 6သိန်းမှာ message အဆောင်ပေါင်း399ဆောင်ဝင်တယ်399ဆောင်မှာ41ယောက်က add တယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်က message to sale rate က 10% ရှိတယ်ပေါ့နော်ဒါဆိုရင်ရောင်းအားတက်ချင်လာမေးသမျှကိုဝယ်နိုင်အောင်ရာခိုင်နှုန်းများအောင်လုပ်လိုက်ရင်လူတွေဝယ်ကြမှာဖြစ်ပါတယ်ဒီနှစ်ချက်ကအရေးကြီးတယ်ပေါ့နော်ဒီနှစ်ချက်ကအရေးကြီးတယ်နောက်တစ်ခုအရေးကြီးတာကဘာလဲဆိုတော့ကိုက next month မှာပေါ့နော်ရောင်းအားတက်ချင်တယ်ပထမ41ယောက်ရောင်းရတယ်80ရောင်းရခြင်းကျွန်တော်တို့လောက်ရမယ့်အပိုင်းရတော့เนาะကျွန်တော်ဒီမှာเนาะကိန်းကနန်းနဲ့ကျွန်တော်အော်တိုတွက်လိုက်တဲ့အခါမှာအဲ့ဒီ80ရောင်းရဖို့ဒေါ်လာ981ဒေါ်လာသုံးရမှာဖြစ်ပါတယ်ပြီးရင်သူ့ရဲ့ message inquiry က681ယောက်ဝင်လာဖို့လိုပါတယ် reach ကဒီလောက်ရှိဖို့လိုတယ်အဲ့မှာတော့ခုနကျွန်တော်ပြောတဲ့ rate ကတော့ဒီ rate တိုင်းဖြစ်ရင်မဖြစ်ရင်ကျွန်တော်တို့ကကြော်ညာတွေပိုကောင်းအောင်လုပ်လိုက်ရင်ဒီ rate တွေတက်လာမယ်တက်လာတဲ့လူတွေကများများဝယ်မယ်ဆိုရင်ကျွန်တော်တို့မှန်းထားတဲ့ဒီ80ကရောင်းရမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒါကတော့နော်ရောင်းကောင်းလောရမယ့်ချက်ကလေး3ချက်ဖြစ်ပါတယ်အဲ့တော့ဒီဒေါ်လာ980ဒေါ်လာဆိုတာချက်ချင်းသုံးစရာမလိုပါဘူးကျွန်တော်တို့ဒီမှာပေါ့နော်ဒီတနေ့မှာဘယ်လောက်သုံးသင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာခန့်မှန်းထားတယ်ပေါ့နော်ကျွန်တော်တို့တနေ့မှာဘယ်လောက်သုံးသင့်လဲဆိုရင်လက်ရှိမှာတော့ daily amount spend ကကျွန်တော်တို့နော်46ဒေါ်လာပေါ့နော်ကျွန်တော်တို့ daily amount spend က46ဒေါ်လာသုံးပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကသုံးရမှာတော့900ကျော်ပဲဒါပေမဲ့2ရက်လောက်အတွင်းမှာမထူးကြဘူးဆိုရင်တော့ကျွန်တော်တို့ content တွေပြောင်းတာတို့ဘာလို့လုပ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကျော်စင်လက်ပါ digital marketing trainer consultant coach တောက်ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက online စီးပွားရေးလုပ်ငန်းကိုလုပ်နေတယ်ကိုယ့်ရဲ့လုပ်ငန်းအတွက်အယောင်မြင့်တင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့ဆွေးနွေးမှုများကိုပြုလုပ်ပေးနေပါတယ်တာယာတော့နေ့လေးတရက်ဖြစ်ပါသေးကျေးဇူးတင်ပါတယ်